ကျင်းပခဲ့ကြတယ်အခုနောက်ထပ်25နှစ်ပြန်ပြည်လာပြီးဖြစ်တဲ့အတွက်2025ဒီဂျူဘလီပွဲတော်ကြီးကိုကျင်းပရခြင်းဖြစ်ပါတယ်။ဟောဂန်မင်းကြီး Francis အရှင်သူမြတ်က2025ဒီဂျူဘလီပွဲရဲ့ခေါင်းစဉ်ကိုအင်္ဂလိပ်လို Pilgrims of Hope လို့ဆိုပြီးမြန်မာလိုဆိုလို့ရှိရင်မျော်လင့်ခြင်းကိုစုပ်ကိုင်ရဲ့ခရီးပြုမိသောဘုရားပူများဆိုပြီးတော့ခေါင်းစဉ်ပေးထားပါတယ်။ဟောဂန်မင်းကြီး Francis အရှင်သူမြတ်က2025ဂျူဘလီပွဲတော်အတွက်ထုတ်ပြန်ခဲ့တဲ့သူရဲ့စာချုပ်တော် Space Non Confounded မျော်လင့်ခြင်းကြီးကျွန်တော်တို့အားစိတ်သက်စေမည်မဟုတ်ရောမအခန်းကြီးအခန်းငယ်9ထဲမှာပေါ်ပြထားတဲ့အတိုင်း2025ဂျူဘလီနှစ်ကိုသခင်ဖျားရဲ့ပွားမြင်တော်မူခြင်းပွဲတော်ကြီးဖြစ်တဲ့2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာဗာတီကန်ကစိန့်ပီတာဖျားကျောင်းတော်ရဲ့တိုင်ရှင်တော်တရားကိုဖွင့်လှစ်ခြင်းဖြင့်စတင်ခဲ့ပါတယ်။ဒီနေ့ဒီဇင်ဘာလ29ရက်နေ့တိုင်ရှင်တော်အိမ်တော်စုဖွင့်လှစ်မှာဒီကမ္ဘာလုံးမှာရှိတဲ့ကေတရဖျားကျောင်းတွေမှာဆရာတော်ကြီးများအသီးသီးကနေလည်းမိမိတို့ဘာသာသူများနဲ့အတူခါနာတဲ့မြစ်စားတရားတော်ပူဇော်ခြင်းအားဖြင့်2025ဂျူဘလီနှစ်ကြီးကိုခါနာစွာဖွင့်လှစ်ဖို့ကြေညာထားပါတယ်။အဲဒါကြောင့်ကျွန်တော်တို့လည်းပဲကလေးကက်သလစ်ဂိုင်းရောက်သာသနာမှာရှိတဲ့ဘုရားကျောင်းများရဲ့မိခင်ဖြစ်တဲ့ကက်သလစ်ဘုရားကျောင်းမှာကလေးကက်သလစ်ဂိုင်းအောက်သာသနာပိုင်ဆရာတော်ကြီး Felix လျန်ခင်းထံကဘိုးဆောင်ပူဇော်တဲ့မြစ်စားပူဇော်ခြင်းနဲ့2025မှာကျင်းပမယ့်တန်ရှင်းသောမဟာဂျူဘလီနှစ်ကြီးကိုကြီးကျယ်ခမ်းနားစွာဖွင့်လှစ်သွားမှာဖြစ်ပါတယ်2025မဟာဂျူဘလီနှစ်ဖွင့်ပွဲကိုဘာကြောင့်ကက်ဒရဖျားကျောင်းမှာကျင်းပရတယ်လဲဆိုရင်ကက်ဒရဖျားရှိဖို့ကျောင်းဟာဖျားရှင်ရဲ့နည်းနည်းစမ်းကြယ်မှုများတည်ရှိရနေရရှင်မောဒုက္ခနာပြုခြင်းနဲ့သုတောင်းခြင်းများဥဆောင်ကျင်းပတဲ့နေရာသာသနာအဖွဲ့ရှိကိုလမ်းတော်ပေးတဲ့နေရာသာသနာရဲ့သွန်သင်ပိုင်ခွင့်အာဏာကိုဆရာတော်ကြီးကဆောင်ရွက်ရတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်အနေနဲ့2025ဂျူဘလီပွဲတော်ဖွင့်ပွဲကျင်းပခြင်းအစီအစဉ်ကိုကြီးညာခြင်းအဖွင့်နေရဝိနည်းမှာတွေ့ရတဲ့ကျွန်တော်တို့ရဲ့လှုပ်ရှားမှုလက္ခဏာများရဲ့အတိပ္ပယ်များကိုရှင်းပြချင်ပါတယ်အခုလိုဘုရားကျောင်းရှိမှစွေးနေကြရတဲ့ကျွန်တော်တို့အားလုံးဟာဘုရားကိုသွားမဲ့အသင်းတော်ကြီးကိုပို့စားပြုပါလေကျွန်တော်တို့တွေဟာကောင်းကင်ဘုံကဂျေရုဆလင်မြို့ကိုအိုးဒီခီးသွားကြမယ်ဘုရားသခင်ရဲ့တန်ရှင်းသောအိမ်ထောင်စုဖြစ်ကြောင်းဟောပြပါတယ်အခုချိန်ကစပြီးတော့အစီအစဉ်တည့်ရအခုချိန်မှာကျွန်တော်တို့ဘုရားဖူးများကိုအိုးဆောင်ခွင့်ရန်ဆရာတော်ကြီးနဲ့ရန်ကုန်တော်ကြီးများဒီကနေ့ဓမ္မကျမ်းစာဖတ်ကြားမဲ့သူများနဲ့တရားထောင်များကျွန်တော်တို့စုဝေးတဲ့နေရာကိုစီတန်းပြီးကြွရောက်လာကြမှာဖြစ်ပါတယ်သူတို့ကိုအဖွင့်ခြင်းအမန်နျူရယ်မင်မဟာခြင်းဖြင့်ကျူဆိုကြရမှာဖြစ်ပါတယ်အခုချိန်ကစပြီးတော့အလုံးမတရားပြီးအမန်နျူရယ်မင်မဟာခြင်းဖြင့်ဆရာတော်ဘုရားများကိုကျူဆိုကြပါစို့ခေါ်ရဖျောက်အဖွင့်များကိုလည်းဖိတ်ခေါ်ပြ
Jubilee logo ko piacere logo jango shinta chinဖြစ်ပါတယ် Jubilee logo ko piacere logo jango shinta ခွင့်ရအတွက် လူငယ်လုံးနဲ့စစ်စစ်မော်နီကာကြီးငိုင်းတွေဟာဖိတ်ခေါ်ပြစေအားလုံးထိုင်လိုက်ပါပြီဒီလူကိုထဲမှာပါတဲ့လူမျိုးကကမ္ဘာရဲ့ရင်းမြစ်နာကလူမျိုးတွေများကိုသူစားကြတာဖြစ်ပြီးတဝူကိုတဝူဖက်တွင်နေချင်းသာမြေပူမောင်မစိတ်နဲ့သစိတ်တဝင်းကြီးရှိချင်းကိုခေါ်ဆောင်တာဖြစ်တယ်ရှစ်ဆုံးမှာရှိတဲ့လူကငါးရိုင်ကိုမြဲမြံအောင်ဆွဲဖက်ထားပြီးတဲ့ကြောင်မှာလိုက်လို့ရှိတာကိုထောက်ရင်ကောင်းကင်ကြီးတဲ့တို့ရဲ့လိုဝလန်းကြီးဟာအမြဲအစဉ်ပြေပြီးတာယာချုံးဝိနေမှာတော့မဟုတ်ဘူးနဲ့ကားနိုင်တော်မှာကျွန်တော်တို့အတွက်မျောရချင်တာရှိနေပါလေဆိုတာကိုသတိပေးနေတာပဲဖြစ်ပါတယ်ဒီလူမျိုးရဲ့အရာတွေကိုအခုချင်းစီအလေးပဲပို့ဆိုရမယ်ဆိုရင်အနည်းအောင်ကမေတ္တာတရားဖြစ်ပြီးလုံးဆောင်ခြင်းနဲ့ဝိညာဉ်ချင်းကိုကိုစားပြုတာဖြစ်ပါတယ်အဝါရောင်ကနှွေးထွေးမှုကိုကိုစားပြုပြီးတော့အစိမ်းရောင်ကငြိမ်းချမ်းခြင်းနဲ့တဟဇာတာရှိခြင်းကိုကိုစားပြုတာဖြစ်တယ်နောက်ဆုံးကကြာရောင်ကြတော့ကာကွယ်ဆောင်ရှောက်ခြင်းနဲ့လုံခြုံမှုကိုကိုစားပြုတာဖြစ်ပါတယ်2025 Jubilee ရဲ့ဝတ်ပြုချက်မှာမျောလင့်ခြင်းနဲ့ကောင်းကင်ခရီးသည်များလို့ကိုရမင်းကြီး Francis ကိုရိုနိုင်ကရွေးချယ်ခဲ့တာဖြစ်ပါတယ်ခုလို Jubilee logoကိုပြန်ရှင်းတယ်လူကိုအကြောင်းကိုရှင်းပြပြီးသွားတယ်လူငယ်တော်နဲ့စစ်စစ်မော်နီကာထုတ်ပြီးကျေးဇူးတင်ရှိပါတယ်ခင်ဗျာတော့စီစဉ်တော်ရ Jubilee နေ့ဖန်နေတဲ့ဝတ်ပြုခြင်းအခမ်းအနားကိုကလေးကလေးဂိုင်းအော်သာနာပိုင်ဆရာတော်ကြီးမှစတင်တော်မှာဖြစ်ပါတယ် Jubilee နေ့ဖန်နေတဲ့ဝတ်ပြုခြင်းအခမ်းအနားကိုစတင်ဖို့ရန်အတွက်ကလေးကလေးဂိုင်းအော်သာနာပိုင်ဆရာတော်ဘုရားရှောက်ခတ်ပါတယ်ဗျာဝတ်ပြုခြင်းအခမ်းအနားကိုကလေးကလေးဂိုင်းအော်သာနာပိုင်ဆရာတော်ကြီးမှစတင်တော်မှာဖြစ်ပါတယ် Jubilee နေ့ဖွင့်လှစ်တဲ့ဝတ်ပြုခြင်းအခမ်းအနားကိုစတင်ဖို့ရန်အတွက်ကလေးကလေးဂိုင်းအော်သာနာပိုင်ဆရာတော်ဘုရားရှောက်ခတ်ပါတယ်ဗျာဒီတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်၌အာမင်မြေရဲ့ချင်းဤမြတ်ခင်နှုတ်ကပတ်တော်လေးတို့ဖြစ်သူတော်မူတော်သခင်အခုတော်အားဖြင့်ယုံကြည်ခြင်း၌ဝမ်းမြောက်ခြင်းနဲ့မြေရဲ့ချင်းစီတဲ့များတို့ကိုငါတော်အားဖြစ်စီပြီးတော်မူတော်တန်ရှင်တော်ဝိညာဉ်တော်ဘုရားတို့သည်တေတော်နှင့်အတူရှိပါစေငါတို့ဒီထာဝရဘုရားသခင်ကိုဆောင်ငံလက်ရှိပါ၏ဘုရောဒီငါတို့အားကုမိမဆတ်သူနဲ့အကာအကွယ်ပြီးသူဖြစ်ပါ၏ကျွန်တော်တို့ရဲ့ညာဖြစ်တော်ဘုရားသခင်အားနေလာရှိပါစေငါတို့ရှိတဲ့လုံးဒီထာဝရဘုရားသခင်၌ဆွမ်းနာဝမ်းမြောက်ကြ၍ဘုရောဤတန်ရှင်မြတ်တော်နာမတော်ဘုရားတို့ကိုးစားကြပါ၏ကျွန်တော်တို့ရဲ့ညာဖြစ်တော်ဘုရားခင်အားမင်္ဂလာရှိပါစေ။ဘာဝဘုရားသခင်ဒီကျွန်တော်တို့သခင်ကျွန်တော်တို့ဒီဘုရောပုံမြတ်ကိုစားကြတဲ့နဲ့အညီဘုရောရဲ့ခိုင်မဲတော်မြတ်တော်ဘုကျွန်တော်တို့အပေါ်တည်ကြောင်းရှိတော်မူပါ။ကျွန်တော်တို့ရဲ့ညာဖြစ်တော်မူသောဘုရားခင်အားမင်္ဂလာရှိပါစေ။ဒီကုမာမပေါ်တို့နာဇရက်မြို့အရှင်ရဲ့ထောင်ဆွေးချစ်မိတာကိုပေါ်ညွှန်တော်
ကျွန်တော်တို့၏ကဲတင်ရှင်ဒီပြုတော်တဲ့ကေဤလူသားတိအဖြစ်ကိုအာယူတော်မူခြင်း၏ဒီနေ့ရချက်ဒီကျွန်တော်တို့အတွက်နေဆိုင်တော်ဝမ်းမြောက်ဆိုလာဝမ်းမြောက်ခြင်းနဲ့တိကျတိချတဲ့မျိုးရင်းချင်းရဲ့အစီခံဖြစ်ပါတယ်အမိကဲလိတနာတော်ကြီးနဲ့မိတ္တဟာယဖွင့်ခြင်းဘဂဝန္တော်ဤလူအဖြစ်ကိုယူတော်မူခြင်း၏Rasul Wangara Yamade Khana, Edencheni Chausu Donai, Ho Piano Muro, Pavilo Piachimitaro, U General Jemba Chalia, the Thomasena Jubilee Fu, Lede Khana Swa, Genodo, Poli Laiva, E. So, can you be on Peju, Tabila, Ezro, the Kopi, the Vitama? ဤဝိဒီကျွန်တော်တို့ကြည်ယူတော်နဲ့ကရုဏာကြွယ်ဝတော်အတွေ့အကြုံအခုအတွက်ဒီတန်ဖြစ်ပါပြီကျွန်တော်တို့ရဲ့ရှိတော်မျိုးရင်းချင်းအတွက်အကြောင်းရင်းကိုမေးလာသူတိုင်းမှာပြန်လည်ဖြေဆိုရာအထူးသဖြင့်စစ်ပွဲများနဲ့ဓမ္မကမ္ဘာဖြစ်နေတဲ့အချိန်တွင်ကျွန်တော်တို့အမေဆက်တဲ့ရှိနေပါလိပြည်တော်ဖျားတဲ့ကျွန်တော်တို့ဤငင်းချမ်းခြင်းနဲ့ကျွန်တော်တို့မြော်တဲ့ချက်ဖြစ်ပါစေကြည်တော်နဲ့တည်တင်ပြီးတော့နေ့တွင်ကျွန်တော်တို့ဤလာခရီးနဲ့အဖို့ဖြစ်ပါစေဒီနေ့ကျွန်တော်တို့အထက်နဲ့၎င်းကျွန်တော်တို့နဲ့ဤလိုမှန်သူစတဲ့လို့ဆောတော်မူတော်တန်ရှင်တော်ဝိညာဉ်တော်ဖျားသည်ဒီယုတ်တော်ခေဤနေ့ရက်၌ပြီးမြောက်ပါစေတော်သုတောင်းကြဆုံးအိုအဖဗျာခေကိုရိုဒီစေမပြည့်စီတော်မျိုးလည်းချက်ပြပါလေအရာခတ်တဲ့ဤအစနဲ့အဆုံးလည်းဖြစ်တော်မူပြီလေဒီဂျီရောကာလာ၌ကိုရောသားရောဘုံချက်တည်းစီတော်မူတော်ပရုစုလေဝါကားလိုက်တော်ဘူးဦးဆောင်ကိုအောင်မှာကျွန်တော်တို့ဘုရားဘုရားအစကိုကောင်းချီးပေးတော်မူပါကျူးပဲကြည်ဝါနေတော်ဘလုံးသားရာယာများကိုစီးတော်ပြီးတော်မူပါကျွန်တော်တို့ကိုအမုန်းတရား၏အကျဉ်းသားနဲ့အပိတိကျွမ်းပြုစီတော်တန်ကျူးများကိုဖြေလျှော့ပေးတော်မူပါအတိတ်တော်မျိုးရင်းချင်းနဲ့ဖြင့်သူတို့မျိုးရင်းကောင်းတာနေတော့ပန်းတိုင်းစီလို့ဆောင်းလာနိုင်စီရဘုရားစရိတာမီတို့ကိုဝိညာဉ်တော်မြတ်ဖျား၌ဆောင်းလာစီတော်မူပါကာလစစ်စစ်သက်စနဝေစုဆန္ဒမူတော်ဘုရားတာတော်တပီတော်ရခင်ယေရုတော်ဖျားရှင်ကိုမြည်ပြုတော်ဆောက်ချပါသည်ဖျားအာမင်အခုအစီအစဉ်လေးအရာယေဝံဂေကျမ်းစာတော်မြတ်ကိုဖတ်ကြားခြင်းဖြစ်ပါတယ်ယေဝံဂေကျမ်းစာတော်မြတ်ကိုဖတ်ကြားပြီးဖွင့်ရအတွက်မောစညောဂျွန်တဲ့ဒီကိုပါရှောက်ထားပါဘုရားရဲ့ကိုယုံကြည်ကြတော့ငါကိုလည်းယုံကြည်ကြတော့ဒါလီလမ်းကြည်ကြည်သမာတရားရဲ့ကြည်ကြည်အသက်လည်းကြည်ကြည်ကျေဝဂိကျမ်းယေရှုကတေရိရှိတော်၌ဆိုရင်ပူပန်ခြင်းမရှိစေကြနှင့်ဘုရားရှင်ကိုယုံကြည်ကြလော့ငါကိုလည်းယုံကြည်ကြလော့ငါ၏သမီးတော်၏တော်၌အခမ်းများစွာရှိရှိလို့မဟုတ်ခဲ့ပါရင်နာဒီတင်းတို့အတွက်နေရာပြည်စင်ရန်သွားပြီမဟုတ်ဟုတ်ပြောမိလို့နာဒီတင်းတို့အတွက်နေရာပြည်စင်ရန်သွားပြီးပထမပြန်လာ၍ငါရှိသောနေရာတွင်တင်းတို့လည်းရှိစေရန်တင်းတို့ကိုငါထံသို့နာဆောင်ပြီးဒီလိုဒီငါတော့ရမယ်လမ်းကိုသိကြပြီဟုတ်
မိတ်တော်မူသည်ကျွတ်ခါသောမတ်ကတခင်များမိမိအရတ်သို့ကိုရောသွားမည်ကိုတပည့်တော်တို့မတိကြတော့ကြလမ်းခရီးကိုလည်းမိကဲ့သို့တိနိုင်ကြပါမည်ဟုကိုရောအားမိရှောက်၏ယေရှုကငါသည်လမ်းခရီးဖြစ်သည်သမားတရားလည်းဖြစ်သည်အသက်လည်းဖြစ်သည်ငါတို့အမီမပြုတ်ပဲဒီသူများခမည်းတော်တန်တို့ပလာနိုင်ဒီလိုဒီငါကိုသိကြပါလေငါ၏ခမည်းတော်ကိုလည်းသိကြလိမ့်မည်ဒီကိုယ်ကစား၍ဒီလိုဒီငါ၏ခမည်းတော်ကိုသိကြ၍ကိုယ်မြင်ကြရလိမ့်မည်ဟုဒီလိုပါမိန့်တော်မူ၏ကြာခြင်းဤဧဝံဂေလိနှုတ်ကပတ်တော်သည် ဘုရားခင်ပရရှာရှိမတော်နာရှိပါစေအစီအစဉ်900ဘုရားမင်းကြီးရဲ့ဂျူဘလီဆိုင်စာချုပ်တော်ဖတ်ကြားပေးဖို့ရန်ဖာသာပိတာတွေမှာရှောက်ထားပါရခင်ဗျာ Space not what to be. The origin is saviors in the home. The man of Jesus body. Your mother see Kriya the way. Kriya Mata we do our three armies gado. The origin the great job the body. The origin the lame to the a deeper grace gado kitty. She has seen our enemy. The singer hit the jay. We have been just in the Naga. Zina Nishi. 那新高地国最重看上来呀，要么民族有的钱，要不还要民族两年，那么逻辑给出呢，新高地民族，我还要来出压力，那高度比他细，必然比较重压力，只把家民族压不，只能这里压不了你。如来的如果你只能为被定亲被高地咯。တခင်ယေရှုနဲ့အမှန်တကယ်ကြည့်တွေ့ခံစားရသောအချိန်အခါဖြစ်ပါလိမ့်မိဒီယာပြောရရမည်ဆိုဒီကိုလူတိုင်းသိပါလိမ့်လူတို့စီနှလုံးသားထဲတွင်အနာဂတ်တွင်မိဒီယာဖြစ်လာမည်ကိုမသိတော်လဲနောက်ပါမည်ကောင်းသောအရာများကိုတောက်တာကပြောရခြင်းရှိကြပါလိမ့်သူပြည်တော်များလည်းအနာဂတ်အတွက်မတိချမီရာผู้ยากะเตกามียาอยู่จิสิชาบุมาสุเยเทนัมบุนิจันจิมาสุเยจุบัมบุไทมาลีอยู่จิเชมาตุสายบุเนตามิยามิยาทีเวเวรีอันสัจเชนาโกที่ปวนาสีบาลีผู้รู้เจตัวชิมุโกสาวจีวีไนจินไม่ใช่เกโดคันซานิจาโตอนาคันเนปะเตเวสิกาจาริตุญญาอสุมิตุญญาကျွန်တော်တို့ဒီပဇာကနာပြင်ကြုံတွေ့ရပါပြီ။ဒီကျွန်တော်တို့အားလုံးတဲ့ပြောရင်းချင်းဖြင့်အတိတ်ဘာဖြစ်လဲရှင်းတာတွေ့ဖို့ပြပါလိမ့်။ပြောရင်းချင်းဒီစစ်စစ်တာမှာပေါက်ပါလာပြီးကားနိုင်ကိုရှိအရင်စုပြီးသူ့ဘောကရတဲ့လောကမှာပေါက်ပါလာတော့စစ်စစ်တာအခြေခံပြီးငါတို့ဒီပြပြီးလည်းလူများပြချခဲ့စဉ်ကုရောပါရဝိအတိခါတော်ကိုရှာဖြင့်ကြားခင်နဲ့ပြန်လေပြည့်မဲ့ဖြစ်ကြပါလေ။ဒီကုသာလူဒီပြန်လေပြည့်မဲ့ကြပြီးဖြစ်ဖြစ်ကာရဝိအတိတော်အဖြစ်ပေတိချင်းကိုရရှိကြပါလေ။သောတတာဒီစီတော်ချင်းအာယုချင်းမှာအစာလို့ဒီကျွန်တော်တို့ယုံကြည်ချက်တဲ့တာတွေဖြေရှားပေါ်လာပြီ။ပြန်ကြီးကျေးဇူးတော်၌သူ့တဲ့ပုံပြလာပြီး但是我为你们压抑，弄少花费，还是方面，地区便利，地价开发多，有人新品，还在市场里哪里？不要不给看你多到哪里，还在哪里？但是我为你们压抑，还是面提醒你清早，如今我路有人去没有品，你们要花心力，这个月的高工一些地带开干时间内。拉萨最抓你是呀，路啊，阿面到老的多，你可给路，做领导部，新
ဆက်လက်တောက်လာလို့ဆိုပါလိခရိယာပြည်မျိုးရင်းချင်းဒီလက်ပြချင်းကိုစစ်ပြစ်စီချင်းမဟုတ်ပါအဘိဓောဆိုတော့သူမျိုးရင်းချင်းဒီမိသူတို့တရားများမိကြီးရာနဲ့များကျွန်တော်တို့ကိုရပြင်းချင်းတာလို့နဲ့မိရခံရဖဲခွာ၍ရပြီဟုတ်ကြောင်းဒီချဖို့တွေအချိန်မှာထားတော့ကြောက်ပြပါလိရပြင်းကြီးဆိုတော့ဒါမျိုးရင်းချင်းကိုရှာဖွေခြင်းအပြင်ရပြင်းပြီးတော့မလို့အချိန်ကာလများ၏ဘုရားရဲ့ခန္ဓာများပြီးမျိုးရင်းချင်းကိုရှာဖွေပြီးရှိရတော့ကျွန်တော်တို့ကိုသိပေါ်ထားပါပြီဒုတိယဘာတိကကောင်းစီကဒီလိုဆိုထားပါပြီဒီတိုင်းဒေသတော်ဒီဒီနဂရိကရာများကိုဖတ်ရှုပြီးဒီဝိကိတရားရဲ့အလင်းတော်တွင်အနည်းအနည်းပဲပြည့်စုံရတာလို့ရှိသည်ဒီနေ့အဖြစ်လူစတိုင်းနဲ့လက်ယုံကြည်ပြီးတော့အလစကားဖြင့်ဒီပြည့်စုံဘဝရဲ့ဒီရွေနဲ့နောက်ဘဝရဲ့အလေးပဲကြွရများတစ်ခုနဲ့တစ်ခုမြေသူစစံနေနေဆိုတော့လူတွေအလည်းမပြတ်မြေရရှိမိကိုများကိုတုံ့ပြန်လိုက်ပြီးကျွန်တော်တို့ဒီမကောင်းမှုများနဲ့အကြမ်းဖက်မှုများဖြင့်ဗန်းချုံဒီကိုပြင်စီနိုင်ပြီးလက်ပြချင်းမကရစီရကျွန်တော်တို့ကတော့ပေါ်ရင်ဒီရှိနေတော့စီပါသည့်ကောင်းမြတ်မှုကိုအပြည့်အဝပြုရပါပါပြီရရှိကြတဲ့ချင်းရရှိတာချင်းကိုလူလားတော့ကနေတော့လူများရဲ့လောကများပါဝင်အခြေကာလများရဲ့အမေရိကန်များဒီပြောရင်းချင်းပြီးအမေရိကန်များဖြစ်လာပြီပါဒီပြောရင်းချင်းကိုလည်းပုံပြင်ကျွန်တော်တို့ကယူဆောင်ကြပါစို့ကျွန်တော်တို့တက်ဒီကံချာဖြင့်ဆရာတက်တော်စွာရှာဖွေနေတော့တော်တော်တို့ကတော့ပြောရင်းချင်းဒီပြန်လာပါစေကျွန်တော်တို့ရဲ့အက်ကလူခိုင်ပုံများဒီရပြတော်စကားလုံးများဖြင့်သူတို့အားပြောပါစေထောင်ရရပြအောင်ဆောင်းရတဲ့နေကြတော့သွားယူရဲ့ရဲရင်တော့စိတ်နှလုံးရှိကြတော့ထောင်ရပြခင်အားဆောင်းရတဲ့နေကြတော့ဒီကမှာစားတဲ့ကာလဆက်ဆက်ဘောအတေးရှိတော်မူပြီးဒီဆိုပြတော်ခင်ကြောက်တော်မူရှိကိုယုံကြည်စွာစောင့်ရတဲ့ညောင်းချင်းဒီလိုဒီကျွန်တော်တို့မိရများကိုဒီဆိုစီပါစေပေါ်များရင်ရှိရဲ့ဂျူလီစာချွန်တော်သာပြီးတော့ဖတာပြတာလည်းအချိုးကျူဒီကြောင့်ရှက်တာဗျာအစီအစဉ်ချောရဂျူလီချင်းဒီဂျူချင်းဒီဆိုချင်းပြပါတယ်ဂျူလီချင်းဒီဆိုပွင့်ရအတွက်ဝါရဖျားဖိတ်ခေါ်ပါလေခင်ဗျာ
တစ်ဆင့်ဖျားကြောင်းထဲသို့စီတန်းပြီးဝင်ရောက်ခြင်းအစီအစဉ်ဖြစ်ပါတယ်။ကဲဒီဖျားကြောင်းတော်ကြီးရဲ့ဒီကမာကြီးဟာကျွန်တော်ရဲ့ကယ်တင်ခြင်းဒီကဖြစ်တဲ့ခရစ်တော်ကိုကိုးစားပြုပါတယ်။ခရစ်တော်ကငါဒီသူတို့ဝင်တော်တကဝဖြစ်ဟုတ်မိန့်တော်မူတွေကိုတရားစီပါတယ်။ဖျားဖို့ခင်းများဖျားကြောင်းကြီးတဲ့အတူတကွဝယ်ရောက်ခြင်းဟာဂျူဘလီနေ့တိကိုဖျားပြီးတဲ့လက်ဆောင်အဖြစ်ခံရင်ဖွင့်ခြင်းလက္ခဏာဖြစ်ပါတယ်။ကျွန်တော်ရှိမှဘိုးဆောင်တော်တဲ့ပရိစုကားရဲ့နောက်ကနေစီတန်းပြီးဖျားကြောင်းရဲ့ဝင်ရောက်ခြင်းရဲ့အဓိပ္ပာယ်ကမျော်လင့်ခြင်းကိုစုပ်ကိုင်ခြင်းခရီးပြုနေတဲ့ဖျားဖို့များဖြစ်ကြတဲ့ကျွန်တော်တို့အတွက်ခရစ်တော်ရဲ့လက်ဝါးကားလိုက်တာနဲ့ကျွန်တော်ရဲ့ဒီကိုဒီတော်မျော်လင့်ခြင်းဖြစ်ကြောင်းကိုဝန်ခံကြခြင်းလည်းဖြစ်ပါတယ်။ခရစ်စုကားရဲ့နောက်မှာယောဟန်ရဲ့ကျမ်းစာကိုင်ဆောင်ထားတဲ့ဘုန်းတော်ကြီးကလိုက်တော်မှာဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့သုံးမျိုးရာကျမ်းထဲမှာဣသရေလလူမျိုးများကဧကနာခင်ခရီးကွာနေတဲ့အချိန်မှာမိလိုက်ကြီးကလမ်းတက်တော်မူခဲ့တယ်လို့ကျွန်တော်တို့ကိုလည်းဒီချင်းကနေရှင်ပြန်ထမြောက်တော်မူတဲ့ဖျားရဲ့နှုတ်ကပတ်တော်အလင်းကိုနှုတ်ကပတ်တော်အလင်းကဘုဆောလမ်းပြတ်နေကိုပေါ်ပြခြင်းဖြစ်ပါတယ်။အခုကဲဖျားကျောင်းတော်ကြီးရဲ့စီတန်းပြီးဝန်ရောက်ခြင်းအစီအစဉ်ကိုစတင်ကြပါစို့။ မြေကုမောမှာပေါတော့ခေတော်ဤနာမကိုမြှွေ၍ကျွန်တော်တို့ဒီကတိရပြားချောင်းရှိအဓိကတက္ကမကြီးမှာပြားချောင်းတွေဝင်ကြတော့သူခေတော်ကင်းဒီမိတော်ဘုရားတန်တို့ผู้ဆောင်တော်တကားဖြစ်တော်မူကျွန်တော်တို့ကိုလက်မြောက်စေမိအမှန်တရားလေးဖြစ်တော်မူဒီချင်းတရားကိုလက်မြောက်စေတော်အတဲ့လည်းဖြစ်တော်မူ ကျွန်တော်တို့တခုချင်းအောင်မျှော်လင့်ခြင်းခရစ်တော်ရဲ့ဝါကားရဲ့ကိုကြည်ကြတော့ကိုရောဒီကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းဖြစ်သည်ကျွန်တော်တို့ဒီမြေရနာရာရှင်ပရိသေပြီးမဟုတ်ပါအခုကနေပြီးတော့ဆရာတော်ဘုရားကကဲတဲ့ဘုရားကျောင်းတော်ကြီးရဲ့ဒီကမာကြီးရဲ့ဘဝင်ဝါကနေခရစ်တော်ရဲ့ဝါကားတိုင်းကိုမြောက်ပြီးဘာသာသူများကိုမေတ္တာမူရင်းခရစ်တော်ကားတိုင်းကိုတထာချင်းချင်းပြုပြီးတဲ့နောက်မှာဘာသာသူများနဲ့သူဘုရားကျောင်းနေဝင်ပြီးတော့နေရာယူကြမှာဖြစ်ပါတယ်။ခွင့်ဖိုင်များနေရာယူဖို့ရတဲ့အတွက်ပထမဦးစားပေးဝင်ကြဖို့ရတဲ့အတွက်မိသားရင်ခံပါရခင်ဗျာ။ဘုရားနောက်မှာစစ်စားများနေပြီးတော့လိုက်ပါတော့ကိုမိသားရင်ခံပါတယ်။ကောင်းကင်ဘုံ၌ပြုဝတ်တော်မူသောကျွန်တော်ရဲ့အဖကိုယ်တော်၏နာမတော်အားယူသည်မြတ်ရှိရှိပါစေသောကိုယ်တော်၏နာမတော်ရပါစေသောကောင်းကင်ဘုံ၌ပြုတဲ့တော်မြတ်စွာဘုရားကိုယ်တော်၏ပြည့်စုံပါစေသောဒီစုမတဲ့ဥရှင်တော်ရာစာကိုပြည့်စုံပါစေတဲ့ပြည့်နာတော်ပါကျွန်တော်ကိုဒီနေ့ကျွန်တော်တို့အားကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့ပညာကိုလည်းဆွေးနွေးပါနောက်ရှိရှိဝေဒနာနဲ့တို့မှရှိရှိစေတယ်ဘာလို့ရလဲကိလေသာပါအာမင်။ကောင်းချီးစွာနဲ့ပြည့်စုံတော်မာရိယာခေမာမိနာစီလီသာလီမေခေမာနာရှင်တော်မူရဲ့ဒီမှာသာလီခေမာလေးမြတ်တော်မူ၏ခေမာယောတော်၌ပြည့်စုံတော်ယေရှုရဲ့မြတ်တော်မူ၏မြတ်စွာဘုရားရဲ့တော်၌ရှိတော်မာရိယာကိုမဆိုင်ရဲ့ဒီမှာရဲ့ပြည့်စုံတော်ဘုရားဆောင်တော်ပါအာမင်။ကောင်းချီးစွာနဲ့ပြည့်စုံတော်မာရိယာခေမာမိနာစီလီသာလီခေမာနာရှင်တော်မူ၏ဒီမှာသာလီခေမာလေးမြတ်
စုတော်နှင့်ပိဿတော်မူသောအရဟံတိမာမေတ္တာစေတိသာတိမိခိမာနသုတော်မူ၏မမတာရေသာတိမေတ္တာမူ၏ခေမာနောဘုရားဝေသုနာမေသံဃာမေဝါရှိပါပါယေဒီပါမီမရှိသူပါ